နိဗ္ဗာန်ကျွမ်းမြော်နှိုးဆော်သံလေးပေးမှာလူနဲ့မြမတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာနှိုးဆော်ဒီတစ်ချက်လေးပါနှိုးဆော်သံလေးပေးမှာကြားရသူစိတ်ကိုယ်မှာနှလုံးစိတ်ဝဲပြည့်ချမ်းကြစေမှာသာသနာပန်းလို့ပွင့်လန်းလို့ဝေဖြာစစလေးရတောင်ကျွမ်းမှာဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာထေရဝါဒဗုဒ္ဓဘာသာမြတ်ဗုဒ္ဓအမှုတော်တန်ခါတော်ရှင်သူမြတ်တို့ဟောကြားဒေသနာပွားများကနာကြားစီဘူးရာတရားနာကြွကြပါတရားနာကြွကြပါမလန်းဖူလန်းနိဗ္ဗာန်လမ်းတဲ့ချမှုကျိုးမျိုးကနှိုးဆော်တဲ့ပြီးနိဗ္ဗာန်ရောတီဘဝေအေးကုသိုလ်မဟာ